လက်ရှိကတော့ကျွန်တော်ဒီဟိုပါပေါ့စင်ကူးနေဘက်ပြီးလို့ရှိရင်ဒီဘက်လက်ပံလာနေဘက်ပေါ့နော်ဒီမှာရှိရရွာဒီမှာရှိရဟိုပြည်သူတွေပေါ့ပြည်သူတွေဟိုဆက်ဆောင်နေတဲ့ပြည်သူတွေပေါ့အဲ့အရာတွေအားလုံးဒီမှာတော့ဟိုတာမန်ယောဂါတွေပေါ့ကူပြီးနေရေလိုဟိုဟာဖြစ်တယ်ပေါ့chronic ဖြစ်တယ်ဒါမှမဟုတ် emergency ဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ဟိုမတရားသို့မဟုတ် man လေးပေါ့အဲ့ဒါကိုဒီလက်ရှိဒီတမမှာရှိတဲ့တမမှုနဲ့တိုင်ပင်ပြီးတော့ဟိုလုပ်ပြီးရပေါ့နော်ဟိုလုံချိုကြီးနဲ့ဘယ်လိုပို့ပြီးရပေါ့ဟုတ်ကဲ့ပါလက်ရှိဥစ္စာစပြီးတော့ဆောင်ရွက်ပေးနေတာကျမကြီးဆောင်ရွက်မှုဆောင်ရွက်ပေးနေတာဘယ်လောက်ရှိသွားပြီလဲနေ့စဉ်ဒီလာရောက်ကူတာတဲ့ data ကန်ပြည်သူဘယ်လောက်ရှိလဲဗျကျွန်တော်တို့ဒီမှာစပြီးတော့တက်မစပြီးရောက်တဲ့နေ့ကနေဆိုလို့ရှိရင်ဟိုပါပေါ့3ဘက်လောက်ရှိပြီပေါ့3ဘက်လောက်ကျွန်တော်တို့ run တဲ့အချိန်မှာတော့စတဲ့အချိန်မှာတော့ဟိုပြည်သူတွေကလည်းတိတ်တော့မသိသေးဘူးမသိသေးတော့အဲဒီတော့ကတော့လူနာနေတယ်အဲဒီတော့ကတော့တနေ့ကို30လောက်ပေါ့အခုကတော့ဟိုတော်တော်များများလည်းတည်ကုန်ကြတော့တနေ့ကိုလူနာ100ဝန်းကျင်ပေါ့အဲ့လောက်တော့လာကြရတယ်ပေါ့ပိတ်ဆို့ပေါ့ကြီးစားဒီဆေးဝါးကူတာမှုခံယူရမယ့်လူနာတွေဆိုရင်ရောဘယ်လိုဆောင်ရွက်ပေးလဲပေါ့ကျွန်တော်တို့ဒီမှာအခုဒီနောက်မှာကျွန်တော်တို့နောက်မှာဟိုဘုန်းကြီးကျောင်းလေးရှိရပေါ့ဦးစင်းကလည်းကူညီပေးတယ်ကားကူညီပေးရပေါ့ဒီတက်မကလည်းဟိုဒီတက်မမှာရှိရကားနဲ့ပေါ့နော်အဲ့လိုအရေးပေါ်ဖြစ်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ကားလေးနဲ့အဆင်ပြေအောင်သွားပါတယ်ဗျအဲ့လိုမျိုးမင်းမရှိသေးလားရှိကိုကုရုမမေးကိုအဲ့ခေါင်းဖြစ်တဲ့လူနာတွေအခုကိုတို့ဒီစိတ်ကန်းဖွင့်ပြီးတဲ့ကြားမှာပေါ့ဟုတ်ကဲ့ဘယ်နေတော့ပို့ပြီးသွားတာရှိတယ်ပို့တာတော့များတယ်ဗျဟိုဟာပေါ့အားလုံးဆိုလို့ရှိရင်တရက်ကိုအနည်းဆုံးမပို့ရဘူးဆိုလို့ရှိရင်3-4ယောက်တော့ပို့ရတယ်ဗျအဲ့လိုဒီမှာဟိုအရေးပေါ်နေနဲ့ကလေးတယောက်တော့မွေးရသေးတယ်အဲ့လိုမျိုးဖြစ်နေဟုတ်ဒီမှာပဲမွေးရတယ်ဗျဟုတ်ကဲ့ဒေတာကန်ပြည်သူတွေပေါ့အခုလိုဆောင်ရွက်ပေးခွင့်ရတဲ့အနေအထားမှာတီစကားလေးလည်းပြောပြပါပြောတာပေါ့ဘာလို့လဲကျွန်တော်တို့ကအဓိကခုနပြောလို့ဒီဒေတာငင်းငန်းဖြစ်တယ်သူတို့ပြည်သူတွေသူတို့အလုပ်သူတို့ဆက်လုပ်မယ်ခုနပြောလို့ဒီဒေတာမှာဆိုလို့ရှိရင်များသောအားဖြင့်ပြည်သူတွေကဟိုဖြစ်နေကြပြီစီယုံစီကန်ငတ်နေကြနှစ်ချီပေါ့နော်အဲ့တော့သူတို့လည်းပြောကြတယ်ကျွန်တော်လည်းသူတို့အဆင်ပြေအောင်ကုပေးရတဲ့ဟာမှာဘယ်လိုပြောမလဲစိတ်ထဲမှာပြီးဖြစ်တယ်ပေါ့ဝမ်းသာရတယ်ပေါ့နော်ဒီမှာလက်ရှိကုသနေမှုတာနဲ့ကုသနေရတဲ့ပတ်သက်ပြီးတော့ဆေးဝါးနဲ့ပတ်သက်ပြီးတော့လည်းလုံလောက်မှုတွေရှိရလားရှင်ဘယ်လိုတွေဆောင်ရွက်ဟုတ်ကဲ့လုံလောက်မှုကအခုကျွန်တော်တို့တက်ကနေပြီးတော့မှပြီးတဲ့ဟိုအဓိကတော့ HUC ပေါ့ HUC တွေနဲ့ပြီးလို့ရှိရင်ဒီအလူရှင်လေးတွေလည်းရှိရပေါ့နော်ဒီဟိုအဘကလည်းလူတယ်ဒီတမန်ကလည်းလူတယ်ပေါ့နော်ကျွန်တော်အလူရှင်ဒီရွာအလူရှင်လေးတွေလည်းရှိရအဲ့အားလေးနဲ့ပေါင်းပြီးတော့မှအပြင်စည်းလေးလည်းလိုအပ်တဲ့ဟာလေးဝယ်ပေါ့ဒီအဓိကတော့ကျွန်တော် HUC နဲ့အဓိကဟိုလုပ်ပြီးပေါ့အဲ့လိုမျိုးဆင်းတော့ပြေးပါတယ်ဗျာဘယ်လိုဆေးကုသနေတဲ့အခါမှာဒီပြည်သူတွေကဘယ်လိုစကားသံတွေပြန်ပြောလဲရှင်ဟုတ်ပြောတာပေါ့ပြောတာပေါ့ဆိုတာဟိုဒါဟိုတနေ့ကပဲအမီးတယောက်ဆိုလို့ရှိရင်အခုမှဒီဆေးလုံးလေးတွေပြန်မြင်ရတော့တယ်ပေါ့နော်ဆိုတော့ခုနကကျွန်တော်ပြောလို့ပေါ့သူတို့မှာကဟိုဆေးရုံဆေးကန်ဒီဆေးကိုငတ်နေခဲ့တာနှစ်နဲ့စီနေပြီဆိုတော့ဟိုဘယ်လိုပြောမလဲဆရာတို့လာမှဟိုကျွန်မတို့လည်းဒီလိုမျိုးကူရတယ်ပေါ့နော်ကျွန်တော်တို့လည်းဒီလိုမျိုးဟိုဟာဖြစ်ရတယ်ပေါ့နော်ပြန်ပြီးတော့မှဟိုကျမ်းမာရေးကိုပြန်ပြီးသူတို့ပြန်ပြီးတော့လိုက်ထားလို့ရပြီပေါ့နော်အဲ့လိုမျိုးလေးကြားရပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်မေးပြရှိသေးလားဟုတ်ကဲ့ဘယ်လို patient တွေအခုဒီမှာအလားများလဲအလားများတဲ့ဟာတော့အရင် chronic ဆိုလို့ရှိရင်တော့ဒီ hypertension ပေါ့ DM ပေါ့နော်ဟိုဟာပေါ့ heart disease တွေကတော့ကျွန်တော်တို့ကဒီချက်ပြန်လောက်ခိုင်းဖို့အတွက်ဟိုမတရားကိုသွားခိုင်းတာများ hypertension DM ကတော့ကျွန်တော်တို့ရှိမှလည်းဟိုဟာနဲ့သူတို့ဒီနောက်ဆက်တွဲဟိုဟာမဖြစ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့မှပဲအရင်ဖြတ်လိုက်တာပေါ့နော်အခုလက်တလောအဖြစ်များတာကတော့ရာသီတုပ်ကွေးပုံစံမျိုးတွေပေါ့နော်အဲ့ဒါဖြစ်များတယ်ပြီးလို့ရှိရင်ဟိုပါပေါ့ဝမ်းပြက်ဝမ်းလျှောလေးတွေ့ရပေါ့အဲ့ဒါလေးအဖြစ်များတယ်ပြီးရင်နောက်တစ်ခုရားနာလေးအဲ့ဒါလေးအဖြစ်များဟုတ်လို့ပြေးကြပြီးတော့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဗျအားလုံးကျေးဇူးတင်ပါတယ်